သတင်းထောက်တွေကိုခေါ်ပြီးအမေဖြစ်သူကိုနာမည်ဖျက်ဖို့ကြံစီနေတဲ့သားနှစ်ယောက်ထက်သူမကကြိုတင်ပြင်ဆင်ထားခဲ့လို့ခြေတလန်းတာခဲ့ပါတယ်။သတင်းထောက်တွေရှိမှတင်သားအငယ်ရဲ့ကြောင်းတွင်းအနိုင်ကျင့်မှုတက်တွေတွေကိုဖွင့်ချလိုက်တဲ့အခါသားမိုက်တွေဟာတလောကလုံးရဲ့ယွန်ရှာမှုကိုခံလိုက်ရပါတယ်။ဒါတွေမကသေးဘူးသားအကြီးအသက်ပေးချရတဲ့ဆူရီဟာတကယ်တော့ကိုဝင်တုနဲ့လိန်လည်နေတဲ့ဂိုင်းဝင်တယောက်မှအမေဖြစ်သူကတက်တွေပြလိုက်တဲ့အခါမှာတော့သားကြီးရဲ့ကဘာပြတ်သွားပါတော့တယ်။နောက်တမရနိုင်သေးတဲ့သားမိုက်တွေဟာအိမ်ကနေအဖွားဖြစ်သူရဲ့အဖိုးတန်အမတ်တရပစ္စည်းတွေကိုခိုးယူပြီးထွက်ပြေးကြပြန်ပါတယ်။အဲ့ဒီပစ္စည်းတွေကိုရောင်းဖို့စ조사ရင်းလူမိုက်တွေနဲ့ပတ်သက်မိပြီးသားငယ်တယောက်ပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမကသားကိုကယ်ဖို့အတွက်တိန်းတစ်ထောင်ကင်ပြီးလူမိုက်တွေစီတကိုယ်တော်တွားရောက်ရင်ဆိုင်ခဲ့ပါတယ်။လူမိုက်တွေရဲ့တနက်ပြောင်းဝမှာသားဖြစ်သူကိုကာကွယ်ဖို့အတွက်သူမဟာမဆိုင်မတွားပဲငါသားကိုမထီနဲ့မင်းတို့လိုချင်တာငါအသက်လားဒါမှမဟုတ်ဒီပတ်စံတွေလားဆိုတဲ့သူမရဲ့ဟိန်းထွက်သွားတဲ့အတန်ကြောင့်လူမိုက်တွေတောင်တုံ့လောက်သွားခဲ့ရတဲ့သားဖြစ်သူဟာသူ့ပေါ်အမြဲအနိုင်ကျင့်ခဲ့တဲ့အမေဟာတကယ်တမ်းဘေးဒုက္ခရောက်တဲ့အခါမှာတော့သူ့အတွက်အသက်ကိုယ်တောင်စတေးဝင်သူဆိုတာသိလိုက်ရတဲ့အချိန်မှာသူ့ရဲ့မာနတွေအကုန်ပြိုလဲပြီးကျွန်တော်မပါပြီဆိုတဲ့စကားနဲ့အတူသူမရင်ခွင်ထဲမှာကလေးတစ်ယောက်လိုငိုကြွေးခဲ့ရပါတော့တယ်ခဏကြာမှာတော့ရဲတွေရောက်လာပြီးလူမိုက်ကိုင်းနဲ့လိန်လေသူတွေကိုဖမ်းဆီးနိုင်ခဲ့ပါတော့တယ်နောက်ဆုံးမှာတော့အဖွားဖြစ်သူရဲ့မွေးနေ့ပွဲလေးဟာအရင်လိုငွေကြေးတွေအဆောင်အယောင်တွေနဲ့မဟုတ်တော့ပဲစစ်မှန်တဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမဟာဒီဘဝမှာသားသမီးတွေကိုပစ္စည်းဥစ္စာတွေထက်ပိုတန်ဖိုးရှိတဲ့လူချင်းဝတ်ဆိုတာကိုတင်ပေးနိုင်ခဲ့ပြီးကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့တဲ့မိခင်တယောက်ရဲ့အောင်ပွဲဟာသူမရဲ့သားသမီးတွေလမ်းမှန်ပေါ်ပြန်ရောက်လာတာပဲဖြစ်ပါတော့တယ်။